Hello everyone. This time you are going to learn how to say your housework in English. အားလုံးပဲမင်္ဂလာပါ။အခုဒီဗီဒီယိုမှာတော့အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့အသုံးများတဲ့အင်္ဂလိပ်စာလုံးတွေနဲ့အဲ့ဒီစာလုံးတွေကိုစကားပြောတဲ့အခါစာကြောင်းထဲမှာဘယ်လိုထည့်သုံးရမလဲဆိုတာလေ့လာရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီစာလုံးတွေကိုမသိသေးလို့ဖြစ်စေသိပြီးတော့မသုံးသပ်သေးလို့ဖြစ်စေဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းရှင်ပါတယ်။ဒါဆိုရင်စလိုက်ရအောင်။ပထမအဆုံးအနေနဲ့တမျက်စီလဲတာကို sweep လို့ပြောပါတယ်။ဥပမာစာကြောင်းအနေနဲ့ကျွန်တော်အကိုကမနေ့တိုင်းကျမ်းပြင်ကိုတမျက်စီလဲပါတယ် My brother sweeps the floor every morning. My brother sweeps the floor every morning. ဒါကတော့ present simple ပေါ့နော်။ဒီတိုင်းတမျက်စီလဲတာကိုပြောရှင်တာပါ။အဲ့လိုမှမဟုတ်ပဲအခုလောလောဆယ်တမျက်စီလဲနေတယ်လို့ပြောချင်ရင်တော့ present continuous ကိုသုံးရမှာပေါ့နော်။ဥပမာစာကြောင်းအနေနဲ့သူအခုသူ့အိတ်ခမ်းထဲမှာတမျက်စီလဲနေတယ်လို့ပြောရှင်ရင်တော့ He is sweeping the floor in his bedroom. He is sweeping the floor in his bedroom. ဒါဆိုရင်နောက်ထပ်တစ်လုံးကတော့ကျန်းတိုက်တာကိုအင်္ဂလိပ်လို mop လို့ပြောပါတယ် mop ဥပမာစာကြောင်းအနေနဲ့သူညစာစားပြီးတော့ကျန်းတိုက်တယ် He mops the floor after dinner. သူညစာစားပြီးတော့ကျန်းတိုက်တယ် He mops the floor after dinner. ဒီမှာကပုံမှန်လုပ်ရလုပ်စင်မလို့ present simple ကိုသုံးထားတာပါနောက်ထပ်ဥပမာတစ်ခုကတော့သူမယေရှုခန်းကျမ်းပြင်ကိုကျန်းတိုက်နေတယ်လို့ပြောရှင်ရတော့အခုလောဆယ်လုပ်နေတာကိုပြောရှင်ရတော့ She is mopping the bathroom floor. She is mopping the bathroom floor. She is mopping the bathroom floor. ဒီစာကြောင်းမှာတော့အခုလောဆယ်လုပ်နေတာကိုပြောရှင်တာမလို့ MSR/ing present continuous ကိုသုံးထားတာပေါ့နော်နောက်ထပ်ဥပမာတစ်ခုကတော့ကျွန်တော်မနေ့ညကအခန်းကိုကျန်းတိုက်ခဲ့တယ် I mopped the living room last night. I mopped the living room last night. ဒါကတော့ပြုလုပ်ခဲ့တာကိုအတိတ်မှာပြုလုပ်ခဲ့တာကိုပြောရှင်တာမလို့ past simple verb to နဲ့သုံးထားတာဖြစ်ပါတယ်နောက်ထပ်လေ့လာရမယ့်အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့စာလုံးတစ်လုံးကတော့ဖုံဆုပ်တာဖြစ်ပါတယ်ဖုံဆုပ်တာကိုအင်္ဂလိပ်လို vacuum ဖြစ်ပါတယ် vacuum ဥပမာစာကြောင်းအနေနဲ့ကျွန်တော်တစ်ပတ်ကိုနှစ်ခါကော်စောကိုဖုံဆုပ်ပါတယ် I vacuum the carpet twice a week. I vacuum the carpet twice a week. နောက်ဥပမာတစ်ခုကတော့သူမအခုလောလောဆယ် sofa ကိုဖုံဆုပ်နေတယ် She is vacuuming the sofa at the moment. She is vacuuming the sofa at the moment. နောက်ထပ်ဥပမာတစ်ခုကစနေနေ့တုန်းကသူတို့တအိမ်လုံးကိုဖုံဆုပ်ခဲ့တယ်စနေနေ့တုန်းကသူတို့တအိမ်လုံးကိုဖုံဆုပ်ခဲ့တယ် They vacuumed the whole house on Saturday. They vacuumed the whole house on Saturday. နောက်ထပ်သူနဲ့ခတ်ဆစ်စင်စာလုံးတစ်လုံးကတော့ဖုံတုပ်တာဖြစ်ပါတယ်ဖုံတုပ်တာကိုအင်္ဂလိပ်လို dust လို့ပြောပါတယ်ဥပမာစာကြောင်းအနေနဲ့စနေတနင်္ဂနွေအပတ်တိုင်းသူမကစာအုပ်စင်တွေကိုဖုံတုပ်ပါတယ် She dusts the shelf every weekend. She dusts the shelf every weekend. နောက်ထပ်ဥပမာတစ်ခုကအခုသူတို့စာအုပ်တွေကိုဖုံတုပ်နေတယ်အခုသူတို့စာအုပ်တွေကိုဖုံတုပ်နေတယ် They are dusting the books right now. They are dusting the books right now. နောက်ထပ်ဥပမာတစ်ခုကမနေ့ကကျွန်တော်အိမ်ပရိဘောဂတွေကိုဖုံတုပ်ခဲ့တယ်မနေ့ကကျွန်တော်အိမ်ပရိဘောဂတွေကိုဖုံတုပ်ခဲ့တယ် I dusted the furniture yesterday. I dusted the furniture yesterday. နောက်ထပ်ပကံဆေးတာကိုတော့အားလုံးသိကြမယ်ထင်ပါတယ် Wash the dishes. Wash the dishes ဖြစ်ပါတယ်ဥပမာစာကြောင်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်နေ့လယ်စာတွေစားပြီးရင်ပကံဆေးပါတယ် I wash the dishes after lunch. ကျွန်တော်နေ့လယ်စာတွေစားပြီးပကံဆေးပါတယ် I wash the dishes after lunch. သူမအခုလောလောဆယ်ပကံတွေဆေးနေတယ် She is washing the dishes now. She is washing the dishes now. ကျွန်တော်တို့မနေ့ညကပကံတွေကိုတူတူဆေးခဲ့ကြတယ်
We washed the dishes together last night. We washed the dishes together last night. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့အဝတ်လျှော်တာဖြစ်ပါတယ်။အဝတ်လျှော်တာကိုအင်္ဂလိပ်လို do the laundry do the laundry do the laundry ဖြစ်ပါတယ်။ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့သူတို့အပတ်တိုင်းစနေတနင်္ဂနွေအပတ်တိုင်းအဝတ်လျှော်ပါတယ်။ They do the laundry every weekend. They do the laundry every weekend. နောက်ထပ်ဥပမာတစ်ခုကသူအခုအဝတ်လျှော်နေတယ်။ He is doing the laundry right now. He is doing the laundry right now. နောက်ထပ်ဥပမာတစ်ခုကကျွန်တော်မနေ့ကအဝတ်လျှော်ခဲ့တယ်။ I did the laundry yesterday. I did the laundry yesterday. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့မိပူတိုက်တာဖြစ်ပါတယ်။မိပူတိုက်တာကိုအင်္ဂလိပ်လို iron 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 ဒါမှမဟုတ် do the ironing do the ironing do the ironing လို့ပြောချင်ပြောမဟုတ်ရင်လည်း iron တစ်လုံးတည်းပြောလိုက်ရတယ်။ဥပမာစာကြောင်းအနေနဲ့ကျွန်တော်အဖေကမနေ့တိုင်းသူ့ရဲ့ရှပ်အင်ဂျီတွေကိုမိပူတိုက်ပါတယ်။ My father irons his shirts every morning. ကျွန်တော်အဖေကမနေ့တိုင်းသူ့ရဲ့ရှပ်အင်ဂျီတွေကိုမိပူတိုက်တယ်။ My father irons his shirts every morning. နောက်ထပ်ဥပမာတစ်ခုကကျွန်တော်အခုလောဆယ်မိပူတိုက်နေတယ် I'm doing the ironing at the moment. I'm doing the ironing at the moment. သူမကပါတီမသွားခင်အဝတ်အစားတွေကိုမိပူတိုက်ခဲ့တယ် She ironed the clothes before the party. She ironed the clothes before the party. နောက်ထပ်စာလုံးတစ်လုံးကတော့ကျွန်တော်တို့အမိုက်သွားပစ်တာပေါ့နော်အမိုက်သွားပစ်တာကိုအင်္ဂလိပ်လို take the trash out take the trash out ဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်း trash နေရာမှာ rubbish သုံးလို့ရသေးတယ် take the rubbish out take the rubbish out နော်နှစ်ခုတက်ကတစ်ခုပဲသုံးပါနော် take the trash out သုံးချင်တော့မဟုတ်ရင်လည်း take the rubbish out လို့သုံးပါနော်ဥပမာစာကြောင်းအနေနဲ့သူညတိုင်းအမိုက်သွားပစ်တယ် He takes the rubbish out every night. He takes the rubbish out every night. သူညတိုင်းအမိုက်သွားပစ်တယ် He takes the rubbish out every night. နောက်ထပ်ဥပမာတစ်ခုကသူတို့အခုအမိုက်သွားပစ်နေတယ် They are taking the rubbish out now. They are taking the rubbish out now. ကျွန်တော်ဒီမနက်ကအမိုက်သွားပစ်ခဲ့တယ် I took the trash out this morning. I took the trash out this morning. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့စပွဲပြင်တာဖြစ်ပါတယ်စပွဲပြင်တာကိုအင်္ဂလိပ်လို set the table set the table ဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့သူမညစာမစားခင်စပွဲပြင်ပါတယ် She sets the table before dinner. သူမညစာမစားခင်စပွဲပြင်ပါတယ် She sets the table before dinner. နောက်ထပ်ဥပမာတစ်ခုကတော့ကလေးတွေအခုစပွဲပြင်နေကြတယ် The children are setting the table. The children are setting the table. နောက်ထပ်ဥပမာတစ်ခုကသူမနေ့ညကစပွဲပြင်ခဲ့တယ် He set the table last night. He set the table last night. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့စပွဲကိုတန်းရှင်းရေးလုပ်တာဖြစ်ပါတယ်စပွဲတန်းရှင်းရေးလုပ်တာပေါ့နော်စပွဲတန်းရှင်းရေးလုပ်တာကို clean the table clean the table ဥပမာစာကြောင်းအနေနဲ့ကျွန်တော်အစာစားပြီးတိုင်းစပွဲကိုတန်းရှင်းရေးလုပ်ပါတယ် I clean the table after meals. I clean the table after meals. သူအခုစပွဲကိုတန်းရှင်းရေးလုပ်နေတယ် He is cleaning the table now. He is cleaning the table now. သူမမနေ့ညကစပွဲကိုတန်းရှင်းရေးလုပ်ခဲ့တယ် She cleaned the table last night. She cleaned the table last night. နောက်ထပ်လေ့လာမယ့်စာလုံးတစ်လုံးကတော့အိယာခောက်တာအိယာသိမ်းတာဖြစ်ပါတယ်အိယာခောက်တာအိယာသိမ်းတာကိုအင်္ဂလိပ်လို make the bed make the bed ဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့ကျွန်တော်အိယာကိုမနေ့တိုင်းအိယာသိမ်းပါတယ်အိယာခောက်ပါတယ် I make my bed every morning.
th နေရာမှာ my ထည့်လို့ရတယ်ပေါ့နော် I make my bed every morning မနေ့တိုင်းကျွန်တော်အိပ်ယာကိုကျွန်တော်သိမ်းပါတယ်နောက်ထပ်ဥပမာတစ်ခုကတော့အခုလောလောဆယ်သူအိပ်ယာသိမ်းနေတယ် he is making his bed now သူအခုလောလောဆယ်သူ့ရဲ့အိပ်ယာကိုသူသိမ်းနေတယ် he is making his bed now နောက်ထပ်ဥပမာတစ်ခုကတော့နော်ကျောင်းမသွားခင်သူမအိပ်ယာသိမ်းခဲ့တယ်ကျောင်းမသွားခင်သူမအိပ်ယာသိမ်းခဲ့တယ် she made the bed before school she made the bed before school နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ညစာချက်ပြုတ်တာနော်ညစာချက်ပြုတ်တာတို့မနက်စာချက်ပြုတ်တာတို့ဆိုရင်တော့ make နဲ့သုံးတယ်ပေါ့နော်ဒီမှာတော့ညစာချက်ပြုတ်တာဥပမာပေးထားတယ်ညစာချက်ပြုတ်တာကို make dinner ဖြစ်ပါတယ် make dinner make နဲ့တွဲသုံးပါတယ်ဥပမာစာကြောင်းအနေနဲ့ကျွန်တော်အမေကည9နာရီမှာညစာချက်ပြုတ်ပါတယ် My mother makes dinner at 7 p.m. ကျွန်တော်အမေကည9နာရီမှာညစာချက်ပြုတ်ပါတယ် My mother makes dinner at 7 p.m. နောက်ထပ်ဥပမာတစ်ခုကတော့သူမအခုညစာချက်ပြုတ်နေတယ် She is making dinner right now. She is making dinner right now. နောက်ထပ်ဥပမာတစ်ခုကတော့ကျွန်တော်မနေ့ကမိသားစုအတွက်ညစာချက်ပြုတ်ခဲ့တယ် I made dinner for my family yesterday. I made dinner for my family yesterday. ကျွန်တော်မနေ့ကမိသားစုအတွက်ညစာချက်ပြုတ်ခဲ့တယ်နောက်ထပ်လေ့လာမယ့်စာလုံးတစ်လုံးကတော့ coffee ဖြော်တာဖြစ်ပါတယ် coffee ဖြော်တာကိုလည်း make နဲ့တွဲသုံးပါတယ်ဥပမာ make coffee make coffee နော်အဲ့တော့ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့သူမနေ့တိုင်း coffee ဖြော်ပါတယ် he makes coffee every morning သူမနေ့တိုင်း coffee ဖြော်ပါတယ် he makes coffee every morning သူမအခုလောလောဆယ် coffee ဖြော်နေတယ် she is making coffee at the moment She is making coffee at the moment. ကျွန်တော်လူတိုင်းအတွက် coffee ဖြော်ခဲ့တယ် I made coffee for everyone. ကျွန်တော်လူတိုင်းအတွက် coffee ဖြော်ခဲ့တယ် I made coffee for everyone. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့အပင်ရေလောင်းတာဖြစ်ပါတယ်အပင်ရေလောင်းတာကို water the plants water the plants ဖြစ်ပါတယ် water the plantsဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့သူမကညနေဘက်မှာအပင်ရေလောင်းပါတယ် She watered the plants in the evening သူမကညနေဘက်မှာအပင်ရေလောင်းပါတယ် She watered the plants in the evening အခုသူတို့အပင်ရေလောင်းနေကြတယ် They are watering the plants now They are watering the plants now ကျွန်တော်မနေ့ကအပင်ရေလောင်းခဲ့တယ်I watered the plants yesterday. ကျွန်တော်မနေ့ကအပင်ရေလောင်းခဲ့တယ် I watered the plants yesterday. နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ခွေးကိုအပြင်ထွက်လမ်းလျှောက်စေတာပေါ့နော်ခွေးကိုအပြင်ထွက်လမ်းလျှောက်စေတာကို walk the dog ဖြစ်ပါတယ် walk the dog walk the dog ဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့သူကမနေ့တိုင်းခွေးကိုလမ်းလျှောက်ထွက်ပါတယ် He walks the dog every morning. He walks the dog every morning. သူမအခုခွေးကိုလမ်းလျှောက်ထွက်နေတယ် He is walking the dog now. She is walking the dog now. ကျွန်တော်မနေ့ညနေကခွေးကိုလမ်းလျှောက်ထွက်စေခဲ့တယ် I walked the dog yesterday evening. I walked the dog yesterday evening. ဟုတ်ကဲ့ပါဒါဆိုရင်တော့အခုအိမ်မှုကိစ္စနဲ့ပတ်သက်တဲ့စာလုံးတွေကိုပြောတဲ့ခါကျရင်တော့ make နဲ့ do နဲ့ကအရင်အသုံးများတယ်ပေါ့နော်ဒါဆိုရင်ဘယ်အချိန်မှာ make သုံးရမလဲဘယ်အချိန်မှာ do သုံးရမလဲဆိုတာကိုဒီမှာရှင်းပြရှင်းပါတယ်အဲ့တော့ make ကိုကျွန်တော်တို့ညစာနေ့လယ်စာနော်မနက်စာပြင်တဲ့အခါကျရင် make တို့သုံးပါတယ်ဥပမာစာကြောင်းအနေနဲ့သူကအမိသားစုအတွက်ညနေတိုင်းညစာချက်ပါတယ်ဆိုရင် He makes dinner for the family every evening. He makes dinner for the family every evening เนาะညစာချက်ပြုတ်တာတို့မနက်စာဆိုရင်လည်း make breakfast နေ့လယ်စာဆိုရင်လည်း make lunch လို့ပြောလို့ရတယ်เนาะညစာချက်ပြုတ်တာနေ့လယ်စာချက်ပြုတ်တာမနက်စာချက်ပြုတ်တာကို make နဲ့သုံးပါတယ်နောက်တစ်ခါ make ကိုဘာနဲ့သုံးလို့ရသေးလဲဆိုရင်တော့ coffee ဖြော်တာတို့လက်ဖက်ရည်ဖြော်တာတို့လည်း make ကိုသုံးလို့ရတယ်ဥပမာ I'm making a cup of tea ကျွန်တော်အခုလက်ဖက်ရည်တစ်ခွက်ဖြော်နေတယ်
coffee ဖြောတဲ့ဆိုရင်လည်း I'm making a cup of coffee ကျွန်တော်အခု coffee တစ်ခွက်ဖြောနေတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုက make ကိုဘာနဲ့တွဲသုံးလို့ရသေးလဲဆိုရင်တော့အိယာတိန်းတာအိယာခောက်တာကို make နဲ့တွဲသုံးပါတယ်ဥပမာ make the bed ပေါ့နော် as soon as I get off ကျွန်တော်အိယာကထတာနဲ့တပြိုင်နက် I make my bed ကျွန်တော်အိယာတိန်းပါတယ်အိယာခောက်ပါတယ်ဒါကတော့ make ပေါ့နော်နောက်တစ်ခါ do ကတော့ကျွန်တော်တို့ဘာနဲ့တွဲသုံးလဲဆိုရင် do ကိုကျွန်တော်တို့အဝတ်လျှော်တာเนาะပကံဆေးတာတို့မိပူတိုက်တာတို့ shopping ဆေးသွားဝယ်တာတို့ဖုန်တုပ်တာတို့နဲ့တွဲသုံးပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်ကျွန်တော်တစ်ပတ်နှစ်ခါအဝတ်လျှော်ပါတယ် I do the laundry twice a week do the laundry do နဲ့တွဲသုံးတယ်နောက်တစ်ခါအစာစားပြီးတော့เนาะအစာစားပြီးရင်ကျွန်တော်ပကံဒီဆေးပါမယ် I will do the dishes after eating နောက်ထပ်ဥပမာတစ်ခုကတော့မိပူတိုက်တာဖြစ်ပါတယ်။တော့ကျွန်တော်အများအားဖြင့်ကျွန်တော်က TV ကြည့်နေရင်လည်းမိပူတိုက်ပါတယ်ဆိုရင် I usually do the ironing while watching television. I usually do the ironing while watching the television နော်နောက်တစ်ခုကဥပမာတစ်ခုကဆိုရင်တော့ Mary ကနော်ဒီ data ဆေးမှာပဲ data ခံဆေးမှာပဲဆေးကိုတော့သုံးပါတယ် Mary does the shopping ဒီမှာ Mary က subject ကအနည်းဖြစ်သွားပြီမလို့ do နေရာမှာ does ဖြစ်သွားတယ်ပေါ့နော် Mary does the shopping at our local market နော်ကျွန်တော်တို့ data ခံဆေးမှာပဲ Mary ကဆေးတော့သုံးပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့စကားလုံးတွေစာကြောင်းမှာဘယ်လိုသုံးရမလဲဆိုတာတွေကိုလေ့လာလို့သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ great job ပါ see you next time bye bye